ခန္ဓာကိုချစ်လို့နောက်ပိုင်းနေမှာထင်လာကြတယ်သွေးသားကိုချစ်လို့ထင်လာကြတယ်အဲ့ခါမှာသူ့ရဲ့ချစ်သူရဲ့တန်ဖိုးကတအားရောကြသွားတယ်ဒီဆောင်ထဲမှာဆိုလို့ရှိရင်အဓိကဇက်ဆောင်မျိုးတမီးရပါတော့။ပြည်တန်စာမတယောက်ဖြစ်နေပုံဖော်ထားတာတွေ့ရတဲ့ခါကျတော့လေဒီဆောင်ထွက်တဲ့အခါမှာဝေဖန်မှုတွေနဲ့ရောကြုံခဲ့ရဘူးလား။ဘယ်လို message တွေမျိုးပေးချင်လဲဆရာဟုတ်။အခု message ကတော့အခုခုနပြောသလိုပေါ့အချစ်ဆိုတဲ့အရာကိုတန်ဖိုးလေးတစ်ခုပေါ့သူ့မှာတီးတန့်တန်ဖိုးရှိတယ်အဲ့တန်ဖိုးကတပိပိနဲ့ခစ်တွေပြောင်းလာတယ်လူတွေပြောင်းလာတဲ့အခါမှာပိပိနဲ့သူကပုံစံတွေပြောင်းသွားတာပေါ့နော်အချစ်ဆိုတဲ့အရာပေါ်မှာလူတွေတတ်မှတ်ထားတဲ့စံနှုန်းတွေကတအားဥပါကြော်ရဲလာတာပေါ့နော်ကြော်ရဲလာတော့ချို့ရကြောခန္ဓာကိုချစ်လို့နောက်ပိုင်းနေမှာထင်လာကြတယ်သွေးသားကိုချစ်လို့ထင်လာကြတယ်အဲ့ခါမှာသူ့ရဲ့အချစ်ဆိုတဲ့တန်ဖိုးကတအားရောကြသွားတယ်အဲ့ဒါမဟုတ်ဘူးလေပြည့်ရမှာချစ်ဆိုတာမျိုးကခန္ဓာခန္ဓာတတ်ဒါသွေးသားရရမှုကသွေးသားရရမှုတက်ဒါမှမဆိုင်ဒါနောက်တစ်ကိစ္စချစ်ဆိုတာဒါမျိုးလေးသူ့သူတီးတန့်တည်ရှိနေတဲ့အရာလေးဒါပေမဲ့ပေါင်းဆက်တာတွေကများသွားတဲ့အခါမှာသူ့ရဲ့တန်ဖိုးကြီးကတအားရောကြသွားအဲ့တော့မဟုတ်ဘူးနော်ဒါလေးကဒီလိုလေးတော့ရှိတယ်ဒါမျိုးတန်ဖိုးတော့ရှိတယ်ဒါမျိုးလူကြီးလည်းရှိခဲ့ဘူးတယ်ဒါကိုတန်ဖိုးထားတဲ့အရာတွေလည်းရှိတယ်အဲ့တော့မရောထွေးသေးချင်တာအဲ့တော့အခုဒီကပေးခြင်းတဲ့တင်းလေးကအတားလေးပေါ့နော်အချစ်ကိုတလေးတစားလေးနဲ့ကိုကဖော်ထုတ်တာသူဖွင့်ဆိုတာပေါ့နော်လက်ခံခြင်းမှလည်းလက်ခံပါဘူးဒါပေမဲ့အခုကဒါအသေးပဲဖွင့်ဆိုနီးလေးပေါ့အဲ့လိုမျိုးလေးပေါ့